အားလုံးပဲမင်္ဂလာပါယုံကြည်မှုဓမ္မတရားတရားဆိုတဲ့စကားလုံးကိုကြားလိုက်ရင်ဘာကိုအရင်ဆုံးတွေးမိလဲခေဒီနေ့မှာတော့အဲ့ဒီတရားတရားဆိုတာရဲ့အနှစ်သာရကတကယ်တမ်းဘာလဲဆိုတာကိုအတူတူကြည့်သွားကြရအောင်ဆိုတော့ပထမဆုံးမေးရမယ့်မေးခွန်းကတော့ရှင်းရှင်းလေးပါပဲတတတရားဆိုတာတကယ်တော့ဘာလဲဒါကယူရှင်းဆိုလို့ထင်ရပေမဲ့တူမထင်ထားတာတဲ့ပိုပြီးတိကျတဲ့အဓိပ္ပာယ်ရှိနေပါတယ်ဒီမေးခွန်းရဲ့အဖြေကိုရှာဖို့ဆိုရင်လည်းပါဠိစကားလုံးလေးတစ်ခုကိုအရင်ကြည့်ရမယ်အဲ့ဒါကတတ္တာတံပရာတဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကရိုးရိုးယုံကြည်မှုကိုဆိုလိုတာမဟုတ်ဘူးပြည့်စုံတဲ့ယုံကြည်မှုကိုပြောတာကဲဘသူ့ပေါ်မှာပြည့်စုံရမှာလဲဆိုတော့တထာဂတမြတ်စွာဘုရားပေါ်မှာပါပဲဆိုတော့ချင်းချင်းပြရည်လေဒီတတ္တာတံပရာဆိုတဲ့အရာကအစဖြိုးတဲ့နေရာသူ့ရဲ့အရင်းမြစ်ကတနည်းအနေမှာပဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့မြတ်စွာဘုရားဟာအမှန်တကယ်ပဲအရာအလုံးကိုထူးထွင်းသိမြင်ပြီးလွတ်မြောက်သွားတဲ့တပ်ပြညူတန်းညံတော်ရှင်ဖြစ်တယ်ဆိုတဲ့အခိုင်အမာဆုံးယုံကြည်မှုပဲဟုတ်တယ်အဲ့ဒီပေါ်မှာလုံးဝမင်းဟုန်းထုတ်เสียမရှိတော့တဲ့ယုံကြည်မှုမျိုးကိုဆိုလိုတာပါကောင်းပြီမြတ်စွာဘုရားရဲ့ဖျားဖြစ်ခြင်းကိုယုံကြည်တယ်လို့ပြောလိုက်တဲ့အခါအဲ့ဒီယုံကြည်မှုကဘလောက်အထိနက်နက်ဖို့လို့တဲ့ဘလို့ပုံစံမျိုးဖြစ်ရမလဲကဲဒီပိုင်းမှာအဲ့ဒီအကြောင်းကိုပဲဆက်ပြီးဆန်းစစ်ကြည့်ကြအောင်ဒီညမှာရေးကြီးဆုံးမေခွန်းတစ်ခုရောက်လာပြီဒါကကိုပြန်မေးရမယ့်မေခွန်းပေါ့ငါတို့ဆရာဖြစ်တဲ့မြတ်စွာဘုရားဟာအရာအလုံးကိုအမှန်အတားတည်တဲ့တာပန်ယုတညာတော်ကိုရခဲ့တယ်ဆိုတာကိုနှလုံးသားထဲကနေတကယ်ရောအပြည့်အဝယုံရဲ့လားဒီစကားကတော်တော်လေးပြတ်သားတယ်နော်ဆိုလိုရင်းကရှင်းရှင်းလေးပဲတကယ်လို့မြတ်စွာဘုရားဟာအတော်ဆုံးအမြတ်ဆုံးပုဂ္ဂိုလ်လို့ယုံပြီးသားဆိုရင်လေဘာလို့တခြားနတ်တွေပြမာတွေကိုအားကိုးကြည့်သွားပြီးရှိခိုးနေအောင်ပါလဲအဲဒီတော့ဒီယုံကြည်မှုတစ်ခုတည်းကကိုလုံလောက်နေပြီလို့ဆိုလိုတာပဲဟုတ်ပြီဒါဆိုရင်မြတ်စွာဘုရားကိုဘာကြောင့်အတော်ဆုံးလို့ဆိုရတာလဲနတ်တေဖြမာတွေထက်ဘလို့များတာလွန်နေလို့ဒီတဆူတဲ့တော့ကိုးကြရာအဖြစ်ယုံကြည်ရတာလဲအဖြေကဖြစ်မလဲကြည့်ကြအောင်ဒီစကားကအခိုင်အမာကိုဆိုထားတာရှင်းရှင်းလေးပဲလောက၃ပါးမှာမြတ်စွာဘုရားတဲ့တော်တဲ့သူပိုပြီးမြင့်မြတ်တဲ့သူဆိုတာမရှိတော့ဘူးနတ်တေရောဗျမာတွေရောအားလုံးထက်ကိုရောကတာလွန်တယ်လို့ဆိုလိုတာဒီမှာမြင်နေရတဲ့ခြားနာချက်ကအလွန်ရေးကြည့်တယ်နော်မြတ်စွာဘုရားကဆင်းရဲဒုက္ခအားလုံးကနေလုံးဝလွတ်မြောက်သွားပြီဒါပေမဲ့နတ်တွေနဲ့ဗျမာတွေကတော့တန်တရားဆက်ဝိုင်းတယ်မှာပဲလေပတ်နေရတော့အဲ့တော့စဉ်းစားကြည့်လေကိုယ်တိုင်တော့မလွတ်မြောက်သေးတဲ့သူကတခြားတယောက်ကိုဘယ်လိုလုပ်ကယ်တင်နိုင်ပါလဲဟုတ်တယ်မလားဒါဟာဒီတီးတန့်ယုံကြည်မှုရဲ့အဓိကတော့ချက်တယ်ပြီးဆုံးတဲ့ယုံကြည်မှုလို့ဆိုတဲ့အခါဘာတွေပြီးဆုံးဖို့လိုတယ်လဲပေါ့ကတိတတာတံပတ်တာဆိုတာကိုတိုင်ကြီးနဲ့တိုင်နဲ့တီးဆုံထားတဲ့အဆောက်အုံတစ်ခုလို့မြင်ကြည့်လိုက်အောင်အဲ့ဒီတိုင်နဲ့တိုင်ကဘာတွေဖြစ်မလဲကဲဒီမှာတွေ့ရတဲ့အတိုင်းပဲပထမတိုင်းကဖျားဖြစ်ခြင်းကိုယုံကြည်မှုတနည်းပြောရင်ကိုတော်ရဲ့ဉာဏ်ပညာကိုအကျွမ်းမဲ့ယုံကြည်တာဒုတိယတိုင်းကအဲ့ဒီဉာဏ်ပညာကနေထွက်ပေါ်လာပဲတရားတော်တွေကိုယုံကြည်မှုပဲဒီတိုင်းနဲ့တိုင်ကတစ်ခုမရှိပဲနောက်တစ်ခုကရက်တည်လို့မရဘူးပြည့်စုံတဲ့ယုံကြည်မှုဖြစ်ဖို့ဆိုရင်ဒီနှစ်ခုလုံးအတူတူရှိနေမှာဖြစ်မယ်ဒါတကယ်အရေးကြီးဆုံးအချက်ပဲဒီတန်နဲ့တိုင်ကအပြန်လန်ချိတ်ဆက်နေတယ်ဥပမာပေါ့နော်မြတ်စွာဘုရားကိုတော့ယုံကြည်တယ်ဒါပေမဲ့ကိုတော်ဟောတဲ့ကံရဲ့အကျိုးတရားကိုတော့ဒါဟုတ်ချင်မှဟုတ်မှာပါလေဆိုပြီးလက်မခံဘူးဆိုရင်အဲ့ဒါကတကယ်ရောယုံကြည်တယ်လို့ခေါ်လို့ရမလားမရဘူးနော်ဒါကြောင့်ဒါဟာမပြည့်စုံတဲ့တချမ်းပဲ့ယုံကြည်မှုပဲဖြစ်သွားမှာပေါ့ကဲအခုဒီကျွန်တော်တို့လေးလာခဲ့တဲ့အချက်အားလုံးကိုစူးစီးပြီးတော့တတားတံပတာဆိုတဲ့ပြည့်စုံသောယုံကြည်မှုရဲ့နောက်ဆုံးအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကြည့်လိုက်ကြအောင်အနစ်ချုပ်ရရင်တော့တရားတံပတာဆိုတာကဒီအချက်နှစ်ခုပေါင်းဆက်ထားတဲ့ခွဲလို့မရတဲ့ယုံကြည်မှုတစ်ခုပါပဲနံပါတ်1မြတ်စွာဘုရားဟာအမြင့်မြတ်ဆုံးသောပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကိုယုံကြည်ခြင်းနံပါတ်2ကိုယ်တော်ရဲ့တရားတော်တွေဟာအဲ့ဒီအမြင့်မြတ်ဆုံးဉာဏ်ပညာကနေထွက်ပေါ်လာတဲ့အမှန်တရားဆက်ဆက်ဖြစ်တယ်လို့ယုံကြည်ခြင်းဒီနှစ်ခုပေါင်းမှပြည့်စုံတာဒါကြောင့်အဓိကမှတ်ထားရမယ့်အချက်ကတော့ဒါပါပဲစစ်မှန်တဲ့တရားတရားဆိုတာဟိုတယ်ဘဖက်လို့ကိုကြိုက်တာလေးပဲရွေးစားလို့မရဘူးဒါဟာတစ်ခုလုံးကိုလက်ခံရမယ့် package တစ်ခုလိုပဲတစ်ခုကိုယုံပြီးနောက်တစ်ခုကိုပြပယ်ထားလို့မရပါဘူးဒီတင်ပြမှုရဲ့အဆုံးမှာတော့အားလုံးအတွက်စဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်အခုလေ့လာခဲ့တဲ့ပြည့်စုံတဲ့ယုံကြည်မှုရဲ့အတိတ်ပဲနဲ့တိုင်းတာကြည့်ရင်လေကျွန်တော်တို့တူးချင်းစီရဲ့တရားတရားဟာတော့တိုင်းတဲ့တိုင်လုံးခိုင်းမှနေပြီလားဒါမှမဟုတ်တစ်ခုခုများလိုအပ်နေသေးလားဒါကတော့ကိုယ်တိုင်ပဲအဖြေရှာရမယ့်မေးခွန်းတစ်ခုပါပဲ